โอเคဒီမှာမရတာလေးဖြည့်ပေးမယ်နော်ဟိုနေ့က SCB ဘန်ကိုသွားပြီးတော့ face scan သွားဖတ်တာဒီကိုဖုန်းထဲမှာသူကဒီပြီးတော့ note လာတက်တယ်ပေါ့နော်SCB ဘန် brush ကိုသွားပြီးတော့ face scan သွားဖတ်ပါဆိုပြီးတော့ passport ဆိုရင် passport ယူရပါဆိုပြီးတော့ပေါ့နော်အဲ့မှာသွားဖတ်တော့ဘာတွေလိုလဲဆိုတော့ဘာမှထွေထူးတော့မလို့ passport ထဲမှာ visa ရှိရင်ရပါတယ်passport နဲ့ visa ရှိရင်ရတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ passport ကတော့ရှိတယ်ဒါပေမဲ့ visa တုံးမရသေးတဲ့သူတွေအတွက်ကတော့ဆိုလို့ရှိရင်အဲ့ဒီမှာစာရွက်name list စာရွက်လိုမယ်ပြီးနောက်တစ်ခုကဆိုလို့ရှိရင်တန်ယုံကထောက်ဝင်စာပေါ့နော်တန်ယုံကဒီကိုယ့်နာမည်နဲ့ကိုယ့်နေရာလိပ်စာနဲ့ပြီးတော့ဒီကိုယ့် account ဒီ SCB ဆိုတဲ့အကြောင်းမှန်ကန်ကြောင်းပေါ့နော်အဲ့ဒါထောက်ဝင်စာလိုပါတယ်စာရွက်စာတယ်ပေါ့နော်တကယ်လို့အဲ့စာရွက်တွေကိုကမထုတ်ချင်ဘူးထုတ်ရမှာအချိန်ကြာဆိုလို့ရှိရင်တော့ဗီဇာမရသေးတဲ့လူတွေတော့ဗီဇာတုံးရတဲ့အထိဆောင်ပေါ့နော်အဲ့တော့အခုကတော့ဗီဇာတုံးကတော့လူဟောင်းတွေတော့ကတော့ဒီဇင်ဘာလထိပေးထားဆိုဒီဇင်ဘာလမတိုင်ရင်တော့ဒီဇင်ဘာလထိဆိုရင်တော့ရလောက်ပါမှာเนาะအကုန်လုံးပေါ့လူဟောင်းတွေပေါ့နော်အဲ့တော့ဒီ SCB ဘန်ကတော့သူကဒီ face scan အဲ့ဒီကဝန်ထမ်းကောင်မလေးပြောတာတော့ face scan ဖတ်ရတဲ့အကြောင်းရင်းဆိုလို့ရှိရင်ဟိုဟာဘန်ကွာသူများကိုဘတ်9000လွှဲလို့ရှိရင်တော့ face scan မဖြစ်မနေလိုပါတယ်တဲ့အဲ့တော့ကြောင့်မလို့ဒီသူတို့ရဲ့ဒီ SCB bank brush မှာသွားပြီးတော့ဖတ်ခိုင်းတာပဲဖြစ်ပါတယ်တချို့တွေကတော့ဒီကာစီကွန်တို့ဘန်ကောက်ဘန်တို့အသုံးများကြတဲ့သူတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီဘန်တွေကြတော့ဒီလိုပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့အရေးကြီးတာကတော့ဒီကိုဖုန်းမှာ note တက်လာလို့ရှိလို့ရှင်တော့သွားပြီးတော့လောက်လိုက်တာတော့အကောင်းဆုံးပါပဲเนาะဒါပေမဲ့ဒီရတဲ့ဟိုဟာဘန်ဖွင့်ထားတဲ့အကြာကြီးဆိုလို့ရှင်ဘန်ဖွင့်တဲ့ဘန်သုံးတဲ့သူကြာတယ်လို့တော့သိမလို့လောက်ထင်ပါတယ်ဟိုဟာဘန်ဖွင့်ထားတဲ့အဲ့လိုမျိုးသိမကြသေးတဲ့သူတွေအတွက်ပဲထင်ပါတယ်ဒီဟာတွေထားကြတော့လေပြီးတော့နောက်တစ်ခုကကြတော့သူတို့ဘာတွေမေးလဲဘာတွေထူးထိုင်းစကားမကျွမ်းတဲ့သူတွေအတွက်ကြတော့နည်းကြောက်ကြတယ်ဟုတ်တယ်နော်အဲ့တော့ထိုင်းသူကဒီ passport အဓိကတော့ကို passport နဲ့ passport ထဲမှာ visa တုံးရှိလို့ရှိရင်တော့ဘာမှတော့ထွေသူတို့ပြောမှာမဟုတ်ပါဘူးဒီတိုင်းပဲကိုယ့်ရဲ့မျက်နှာကိုစကန်ဖတ်လိုက်ရင်ခဏပဲရပါလိမ့်မယ်ပြီးတော့ဒီကိုဘဏ်အကောင့်ဖြစ်ကြောင်း confirm လုပ်လိုက်တာပေါ့နော်အဲဆိုတော့ရပါတယ်ခဏလေးပါပဲတကယ်လို့ထိုင်းစကားပြောဖို့အခက်အခဲရှိနေတယ်